လွန်ခဲ့တဲ့6နှစ်လောက်က Civil Engineer ကနေ Marketing ဘက်ကိုကူးပြောင်းလာတဲ့ကျွန်တော်က Graphic Designer ပေါက်စလေးပေါ့ဝန်ထမ်းဘဝနဲ့ချိန်ပြီးကုန်ခဲ့ရင်လာကုန်ရက်တန်ရနေတဲ့လာသာလေးတွေကိုပုံတင်မှတ်ပြီး Comfort Zone တွေကနေရုံမထွက်နိုင်ခဲ့ပေမဲ့အတွေးလေးတစ်ခုတော့ရှိနေခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့ငါခုလုံနေတဲ့ຢာတွေကရုံးမှထိုင်ပြီးလုံနေမှရတဲ့အလုပ်တွေမဟုတ်ဘူးဆိုတာပဲကံကောင်းတယ်ပဲပြောရမလားခင်ဗျားတို့ပြောနေကြတဲ့ family type ဆိုတာကြီးရွေနဲ့ပဲကျွန်တော်တွေ့ခဲ့ရတာကိုရေးထားတဲ့ content ကိုကိုယ်တိုင်ဒီဇိုင်းဆွဲရတယ် script ဆိုလည်းကိုယ်တိုင် video editing လုပ် animation ကလည်းကိုယ်တိုင် page မှာတင်ထားတာ product တွေကို analysis လုပ်လာကုန်တိုင်း report ထုတ် campaign plan တွေဆွဲအကုန်လုံးဆိုမှအကုန်လုံးကိုလုပ်ပေးခဲ့ရတာ like သိခစ်တုံးကလည်းစက်တဲ့သူလုံးကိုပဲကြိုင်ခဲ့ရတယ်ဒါတွေကဗလာအန်ကြီးဆိုတာဒီဖြစ်လာစေကိုအခြေခံအကျလို့ကုန်ချမ်းလို့ပဲအခုချိန်ကြီးကျွန်တော်ရဲ့တတိမကိုလည်းတကယ်ကိုကျေးဇူးတင်နေစေပါ